ခင်ဖုံးတက်ဝီနှင်းလွမ်းစရာရှိလို့ကျွန်တော်မအားသေးချောင်းပြောလိုက်မိပါတယ်ခင်ဖုံးတက်ဝီမင်းနဲ့ဩကုံမှာအရင်လူတွေတိုက်ရင်အရင်ပန်းနေပဲပွင့်ချအောင်ပါပါလိုအပ်ရင်ပန်းတစ်တွေလဲပြီးဖို့ဘယ်ပင်ကိုမှကျွန်တော်မတောင်းဆိုချင်ပါဘူးအပြေအဝလွမ်းဝင်ရတာဟာလဲလူဖြစ်ကျိုးနှက်မှုအခက်အခဲတစ်ခုပါကွယ်ခင်ဖုံးတော့ဝေကြားလိုက်လားတော့မသိဘူးတချို့ဆိုတိုးရှိုပေါက်ကြီးကိုပုံညက်ပန်းလေးဖြစ်သွားကြတာလေလမ်းဘေးကအချွေဘူးကွန်လေးကိုပိတ်ကန်ပြစ်လိုက်မယ်လမ်းလျှောက်ရင်ကြော်ညာဆိုင်းဘုတ်တွေဖတ်မယ်တတိရှိချင်အောင်ဆောင်ပြီးစက်ပရာကိုပူကြည့်ကြည့်မယ်အားလုံးလွယ်လွယ်လေးပါဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်တာကအစားရှမ်းကူမီဝိုင်းကကျင့်ဝတ်ဆိုင်ရာပြဿနာတွေအထိလွယ်တတ်ပါတယ်ဒေါသရောအတ္တရောကြီးရကောင်းလေးမျိုးတုံးသွားဖို့အရေးကြီးလွယ်ကောင်းလွယ်နေနိုင်ပါတယ်စိုးရင်ထိတ်လန့်နေတဲ့အစွမ်းအစအမျိုးမျိုးကိုပိုင်ဆိုင်မှုလွယ်ပါလိမ့်မယ်စင်ရင်တုံးတရားကိုချရေးဖို့ပို့စ်ကလေးတစ်ခုရှာရတာလွယ်ပါလိမ့်မယ်။အိုးအားလုံးလွယ်ကောင်းလွယ်နေကြပါလိမ့်မယ်။စပယ်ဖြူတုံးကမှခင်ဖုံးတက်ဝေရဲ့ဘယ်စိတ်လဲလို့ပေါ်လာပြန်တယ်။ခတ်တယ်ခင်ဖုံးတက်ဝေရဲ့တိတ်ခတ်တယ်။နေထွက်စမှာတွန်နေတဲ့ငှက်နှုတ်တည်းရဲ့အရေးလေးနေ့လည်ခင်းတူတူဝင်သွားသလိုပါပဲ။ဗုဒ္ဓဦးညဆိုအိမ်မက်တွေမကောင်းဘူးတိတ်ခတ်တယ်လမ်းကြုံရင်ကိုယ့်သဘောနဲ့ကိုယ်အရှုံးပေးလိုက်ခြင်းနဲ့တောင်ကုန်းလေးတောင်မှမျက်တွေစိမ့်မှုစောင့်ရသေးတာပဲလေရေကန်မှာရေမရှိတော့တဲ့ဆုံးရှုံးမှုမျိုးဆိုတာကရောကျွန်တော်ထိုက်ထိုက်တန်တန်နားလဲပါတယ်ခင်ဗျာတော်ကြီးတရင်ကဆင်းသက်လာတဲ့နေမင်းရောင်ကြီးစီတရွေ့ရွေ့ကြောက်တုံးတွေရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ရှေ့တိုးလာခဲ့ရပါတယ်။မိုးမရွာတဲ့ဝါဆိုကိုဘယ်လိုအမည်မျိုးပြောင်းလဲမှဲ့ခေါ်ကြမှာတလဲ။ခင်ဖုံးတော်ဝီဆန္ဒရှိတဲ့အတိုင်းတခြားသူတွေပါခေါ်နိုင်အောင်ကျွန်တော်မျှဝေလိုက်ပါမယ်။အစီအစဉ်တခြားမရှိတဲ့ရေမျောအိမ်လေးတွေတိဘက်တောင်နိုင်ငံကနန်းတော်ဟောင်းတွေစသဖြင့်ကျုံးတွေဥယျာဉ်မြင်းလူကျွန်းနဲ့ကန်ဒီကန်ဝီတနေ့တစ်ချိန်မှလေပြေလေညင်းတွေဂုံတရရှိအလံကိုင်းတက်ဦးနဲ့တိမုတ်ကြည်တက်လာသူတွေအားလုံးကိုမျှဝေလိုက်ပါမယ်ဖြည့်စရာရှိတာသာခင်ဖုံးသက်ဝီဖြည့်ပါပုံမြင်မစခင်ပုံမြင်လေးထဲမှာကောင်းငင်ဘာအယောင်လဲဆိုတာမှတ်မိနေသေးရင်ကျွန်တော်ကိုမမေ့သေးဘူးဆိုတာခုပါသာယုံကြည်လိုက်ပါမယ်ဒီနေရာကစွန်စားကနေအဆုံးသက်ရမယ့်နေရာမဟုတ်ပါဘူးစိုးကောင်းယုံတချင်းတစ်ပုတ်ရဲ့ချိုးပိုက်နေရာကိုကက်ကက်လာနေုံမျှပါပဲစွန်နေနေလေးတက်သွားတဲ့နောက်ကျိုးဖြူဖြူလေးထက်ချက်မကွာချီလေးရဲ့နှောင်လေးရဲ့ပါသွားတာပါပဲတန်ရောစင်ရဲ့တိကျလက္ခဏာရဲ့တစ်ခုပါခင်ဖုံးတော်ဝေခွင့်လွန်နိုင်ရင်ကြည်အေးစေခြင်းနဲ့ပညာရှိတွေရဲ့နိုင်ငံတော်ဦးတွေ့အကြုံနဲ့ကံတရားကိုပဲအားကိုးအဖော်ပြုနေရတဲ့သူစင်းရဲတို့ရဲ့တက်ကွင်းခင်းညံ300ဒီကျွန်တော်အလုပ်စင်းရမှာတော့နှုတ်မရပယ်မရအစားထိုးမရခင်ဖုံးတော်ဝေစိတ်တစတချို့ဒီလေးလိုပန်းချိုပွင့်လေးလိုအလိုမကြတာတော့ပြန်မပြင်းရဘူးကဲကြည်စမ်းတန်တင်